ဒါစင်ပြူမဲ့ဖះမင်ဂန်မြန်မာဘာလို့စင်ပြူမဲ့ဖះလို့ခေါ်ဆိုအခုကပိရှင်းပြမယ်နော်ပကြီးတော်ဘရင်ဒီဖះကိုတီးရတယ်ပကြီးတော်ရဲ့ပထမမိဖះကစင်ပြူမဲ့လို့ခေါ်တယ်စင်ပြူမဲ့က White Elephant Princess စင်ပြူမဲ့ကမိဖွားနေတော့ဆုံးသွားတယ်ဒါကြောင့်ပကြီးတော်ကဒီဖះကိုအမတ်တရအနေနဲ့ထိခဲ့တယ်ပြီးတော့နာမည်ကိုစင်ပြူမဲ့လို့အမိပေးခဲ့တယ်အခုဖះဒီဇိုင်းအကြောင်းပြောပြမယ်နော်ဒီဖះပုံစံကဘုဒ္ဓဘာသာစဝကြလပေတယ်မှာပါတယ်တောင်မဲရူနဲ့တူတယ်တောင်မဲရူပဲလဲတောင်တန်းခုနှစ်ခုနဲ့ပင်လယ်ခုနှစ်ခုရှိတယ်အဲ့ဒါမြင်ရတဲ့အခုဖះကိုတက်ကျင်နေဆိုဒီတောင်တန်းခုနှစ်ခုတက်မှာပြီးရင်ပင်လယ်ခုနှစ်ခုလည်းကူရမှာအခုဒီဇိုင်းသိချကြည့်ရတဲ့ line နဲ့တောင်တန်းနဲ့တူတယ်ပို့ဆုံးမှာတောင်မဲရူစင်ပြူမဲဖះ